ဒီနေ့စင်ကအရန်လူမေးများတဲ့စင်ရဲ့ acne journey အကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်။စင် skin ကအများတန်းလိုကောင်းနေကြရမျိုးမဟုတ်ဘူးပေါ့နော်2023နောက်ပိုင်းမှာ skin ကတော်တော်လေးကိုဆိုးရွားလာတယ်ဒါပေမဲ့ကိုယ့်မျက်နှာကိုနေ့တိုင်းမြင်နေရတဲ့အတွက်ကြောင့်မို့လို့ကွာတယ်မလားအရန်ဆိုးရွားနေတယ်ဆိုတော့စင်တတိလုံးဝမထားမိခဲ့ဘူး။ဘယ်အချိန်မှာတော့တတိထားမိလဲဆိုတော့အဲ့လို memory စစ်တက်လာလို့ရှိရင်ငါ skin တော့အရန်ကောင်းပါလားဆိုပြီးတော့မှအဲ့မှာ before and after ပေါ့လွန်ခဲ့တဲ့2နှစ်လောက်က skin လွန်ခဲ့တဲ့2နှစ်လောက်က skin နဲ့ကိုယ့်ရဲ့အခု skin နဲ့အဲ့လိုမျိုးရှင်ကြည့်လိုက်တော့မှ skin ကအရန်ဆုပ်ပြတ်တက်နေတယ်ဆိုတော့အစပြီးတတိထားမိခဲ့တာပေါ့နော်မျက်နှာကဘယ်လိုဖြစ်နေလဲဆိုတော့ angry ဖြစ်နေတဲ့မျက်နှာမျိုးဒီမှာအရန်ရုပ်ကစုပ်ပြတ်နေရပါကွာဒီကကိုအဲ့လိုမျိုးဝက်ချံပေါက်နေလို့ဆိုပြီးတော့ကွာ confident မျိုးရော့သွားတာမျိုးတော့မဖြစ်ခဲ့ဘူးဒါပေမဲ့ဘယ်အချိန်မှစင်ကိုတွားပြီးတော့အရှိုက်ထိတာလဲဆိုလို့ရှိရင်အဲ့ဒီမှာပေါ့နော်တယောက်ကစင်ကိုဘာလာပြောလဲဆိုတော့စင်ရဲ့ recommendation တွေကိုလည်းမယုံဘူးတဲ့ဘာဖြစ်လို့လဲဆိုတော့စင်ရဲ့မျက်နှာမှာအဲ့လောက်ဝက်ချန်နေပေါက်နေတာပေါ့နော်ဒီဟာကအဲ့လိုမျိုးအတွက်အကောင်းတယ်ဆိုလို့ရှိရင်ဘာလို့စင်ကမတုံးလဲပေါ့ဘာလို့စင်ကမတုံးမဲနဲ့နေလဲပေါ့ဆိုတဲ့ပုံစံမျိုးကစင်ကိုစကားလာပြောလိုက်တဲ့အခါမှာစင်အမှအရှိုက်ထိပြီးတော့လူကအဲ့တော့မှဘယ်လိုပြောမလဲသိရမလားမခံစားနိုင်တော့ဘူးကွာကိုယ်လိုမျိုးလာပြောတဲ့အခါကျတော့ဟိုရင်တော့ဆိုလို့ရှိရင်လည်းစင်ကိုပြောကြတာပဲသိရမလားဟဲ့နေမနိုင်ရဖြစ်နေရလေဟိုလိုမျိုးဝက်ချန်အရင်ပေါက်နေရလေစိတ်ကမသွားဘူးလားဟိုစိတ်မတော့ဘူးလားဘာအဲ့လိုမျိုးပြောစင်အဲ့ဒါတွေတိတ်ပြီးတော့ခေါင်းထဲမှာထဲတာမရှိဘူးပေါ့နော်ဒါပေမဲ့အဲ့နေ့ကအဲ့တယောက်ပြောလိုက်တဲ့စကားကြောင့်စင်တော်လေးပေါ်မှာစိတ်ထဲမှာမကောင်းဖြစ်သွားပြီးတော့ okay ငါတခုခုတော့လုံးမဖြစ်တော့မှာပေါ့နော်ဒါလုံးစစ်တော့ motivation တော့ဖြစ်သွားတဲ့အခါကျတော့ skin aesthetic clinic တွေစပြီးတော့ရှာတယ် aesthetic clinic တွေစရှာတဲ့အချိန်မှာဒီနိုင်ငံမှာပြောမှဆိုလို့ရှိရင် clinic တွေကအများကြီးပဲဈေးတွေကလည်းအရန်ကြီးရယ်ကွာအဲ့တော့ကိုကပတ်စံအများကြီးပေးပြီးတော့ invest လုပ်ရမယ့်အရာတစ်ခုမှာဆင်ကြောက်တယ်အဲ့ဒါဆိုကိုပဲမရှာထားတဲ့ပတ်စံအဲ့လိုအများကြီးအလုံးကနေပေးရမှာဖြစ်တဲ့ကြောင့်မို့လို့ပေါ့နော်သူတို့တစ်ရှာနီးနဲ့မမဆင်ကဒီM aesthetic clinic လေးကိုတွေ့ခဲ့ရပေါ့နော်အဲ့တော့ဆင်အဲ့လည်းစေကန်းသွားတယ်ကွာစေကန်းသွားတယ်မှာဆရာဝန်နဲ့အဲ့လိုမျိုး consult လုပ်တာပေါ့နော်ဆင်ဘာဖြစ်ချင်လဲဘာလုပ်ချင်လဲဒီဝက်ချင်ပဲပြောချင်တာလားအမဲဆက်အမာယူပါပြောက်ချင်တာလားပေါ့နော်ဆင်အဲ့လိုမျိုးသူတို့အသေးစိတ်မိတဲ့အခါမှာဆရာဝန်ကရှင်းပြရကွာဘယ်လို treatment တွေလုပ်လို့ရလဲဆိုပြီးရှင်းပြရပါတော့ဆင်အကျွန်တော်ဝက်ချန်လည်းအရန်ပေါက်နေတဲ့အခါကျတော့သူက extraction လုပ်မယ်ပြီးသွားလို့ရှိရင် acne treatment ယူပေါ့နော်ဒီဟာတော့ therapist နဲ့လုပ်ရမှာပေါ့နော်အဲ့ဒီ acne treatment ကိုဆင်က3ချိန်ကနေ5ချိန်အထိယူလို့ရတယ်ပေါ့နော်ပြီးရဲ့အခါမှာဒီ Hollywood laser လို့သူတို့ကတော့ခေါ်တယ်အဲ့မှာသူကဆောင်းကာဗွန်လေဆာနဲ့နောက်တစ်ခု6လေဆာလားမသိအဲ့လိုမျိုးမသိဘူးကွာအဲ့လိုမျိုးလေဆာနှစ်ခုတော့ပေါင်းပြီးတော့ပြန်လုပ်ပေးမှာပေါ့နော်အဲ့မှာ तू အသေးစိတ်ပြန်ရှင်းပြဆက်လက်တစ်ခါတော့မှတ်မိတော့ဒီလေဆာနဲ့ပတ်သက်ပြီးတော့ aesthetic clinic ကဆရာဝန်တွေကတော့ပို့ပြီးတော့တိမှာပေါ့နော်သူကဆင်ရမျက်နှာကိုကြည့်ပြီးတော့သူတို့ပြောတဲ့အတိုင်းလုပ်မယ်ဆိုလို့ရှိရင်3လအတွင်းဒီ clear skin ကိုရနိုင်တယ်ပေါ့ဒါပေမဲ့ဆင်ရပြန်ပြီးပတ်စံတွေပါတက်ကြည့်လိုက်တဲ့ခါကျတော့ကိုလည်းမနိုင်တော့မဟုတ်ဘူးပေါ့ဒီ extraction ချိန်အရင်ယူမယ် extraction 3ချိန်ယူပြီးသွားတဲ့အချိန်မှာလုံးဝ extraction လုပ်ဆရာမလို့တော့ဆိုလို့ရှိရင် acne treatment ကိုထပ်မယူတော့ဘူးပေါ့နော်ပြီးတော့ဒီ Hollywood laser ကိုဆင်ယူမယ်ပေါ့ဆိုပြီးသူတို့ပြောလိုက်တော့ okay သူတို့ကလည်းရတယ်အဲ့မှာဆင်အမှသဘောအရင်ကြသွားတာဆိုတော့သူတို့ရှင်းပြတဲ့အချိန်မှာကွာဆင်ဒါလုံးဝမဆိုရှင်းပြတဲ့အချိန်မှာဆင်ကစစ် budget နဲ့ဆင်နဲ့မလိုက်ဘူးဖြစ်နေရပါတော့ဒီဟာတွေနဲ့အဲ့တော့ဆင်ဒီလိုမျိုးလုပ်မယ်ဆိုပြီးပြောချင်လုံးဝ hustle မလုပ်ဘူးအဲ့မှာဆင်အရန်ပျော်သွားဆိုတော့ဒီမှာအကောင်လုံးအရန် hustle လုပ်တယ်မဖြစ်မနေမဝဲအောင်လို့ရှင်းတဲ့ promotion Adobe ပေးမှအဲ့လိုမျိုးပေးမှပေါင်း1600နဲ့ဆင်အဲ့လိုမျိုး hustle လုပ်တာမျိုးရှိတော့လေလုံးဝမဟုတ်ဟာဆမ်မလို့အဲ့ဟိုလုပ်တဲ့သူကလေရတယ်လေအဲ့ဆိုလို့ရှိရင်လည်းဟိုကဝက်ချန်3ချိန်ပဲနင်ဝယ်လိုက်တဲ့ဝယ်ပြီးသွားလို့ရှိရင်ပေါ့နော်နင်ဝက်ချန်ပျောက်သွားဆိုလို့ရှိရင်နဲ့ထပ်ပြီးမဝယ်နေတော့အခါကျလို့ရှိရင်နင် Hollywood လေးစားကိုနင်ဝယ်လိုက်တဲ့ဝယ်ပြီးသွားလို့ရှိရင်လည်းနင်ကြီးတဲ့မလိုရင်လည်းထပ်မဝယ်နေပေါ့တော့အဲ့လိုပြောတာအဲ့လေစတဲ့မှာအော်အဲ့လိုမျိုးဖြစ်သွားတာပါတည်ရမှာ okay လုပ်မယ်ဆိုပြီးတော့ဆင်မ trial လုပ်ခဲ့ကွာအဲ့ trial လုပ်ပြီးသွားတဲ့အချိန်မှာအရန်ကြိုက်သွားတာဘာဖြစ်လို့ဆိုတော့အဲ့ trial လုပ်တဲ့အချိန်မှာလေသူတို့ဝက်ချန်ညှစ်တယ်မလားအလာကြီးနားလိုက်တာဆိုတာလေညှိပေါက်ကြာရတယ်လားဒါပေမဲ့လေ therapist ကအရန်တော်တယ်စစ်မျက်လုံးနဲ့အဲ့လိုမမြင်ရတဲ့ဒီအသားအတွဲထဲမှာရှိတဲ့အဲ့လိုမျိုးအစီလေးရအစားသူတို့ညှစ်ပေးတာပေါ့နော်အဲ့တော့အဲ့ဒီညှစ်ပြီးသွားချိန်မှာဆင်မျက်နှာအကုန်ထည့်ပေးရမယ်ကွာအဲ့မှာကြည့်လိုက်လုံးဝရိုလေမျက်နှာညီရဲဘရောင်းခတ်ပြီးတော့နေတာကွာအိမ်ရောက်တော့ဆင်မျက်နှာတက်လိုက်တာကွာဒီကနောက်နေ့ပေါ့နော်နောက်နေ့အဲ့လိုမျက်နှာတက်တဲ့အချိန်မှာလေငိုမိရငါမျက်နှာလေးရလို့တိလားအဲ့လိုတက်လိုက်တဲ့အခါမှာလေအဖူးရှိရလို့မခံစားရပဲလို့တပြင်းကြီးလိုမျိုးခံစားလိုက်ရအဲ့ချိန်မှာအခုပြန်ပြောအခုတော့ငိုချင်တယ်အဲ့လိုမျိုးပေါ့နော်တိလားကိုမျက်နှာကိုကန်လိုက်တဲ့အခါအငြင်းအဖူးတွေရှိနေခဲ့တဲ့အခါကျတော့လေအဲ့ချိန်မျက်နှာတက်လိုက်တော့လေမျက်နှာလေးချက်ကက်ကလေးဖြစ်ပြီးတော့လေဘာအဖူးမှရှိမနေဘူးတိလားအဲ့ချိန်မှာအရန်ပျော်သွားအရန်ပျော်ပြီးတော့အဲ့လိုနောက်2ရက်လောက်နေတဲ့အချိန်မှာအဲ့ဒီဟိုသူတို့ညှက်တဲ့အချိန်မှာလေအမဲရောင်အကွက်တွေဖြစ်တယ်မလားသွေးဒီပါကြောင်လေအဲ့အကွက်လေးတွေကောင်ကလည်းဖယ်သွားတဲ့အခါကျတော့လေအမာရွတ်မကြံခဲ့ဘူးဘလို့ညက်တယ်မသိဘူးလုံးဝအမာရွတ်မကြံဘူးအဲ့အမဲဟာလေးဖယ်လိုက်တဲ့အချိန်မှာဆင်ပထမတော့ကကြံနေတဲ့အဲ့လိုဟိုနားဒီနားဆင်ညှစ်ထားတဲ့နေရာလောက်ပဲရှိတာပါအဲ့မှာသူတို့ကဆေးလေးပေးတယ်ဆိုတော့သူတို့ကကြိုးပြီးတော့ပြောတာပေါ့နော်ဒီဆေးတောက်မယ်ဆိုလို့ရှိရင်2နှစ်ကလေးယူလို့မရဘူးတဲ့အိမ်တော်ရပြုတ်ဖို့ရှိတယ်ဆင်လည်းမရှိဘူးပေါ့နော်ကလေး2နှစ်ယူလို့မရဘူးတဲ့โอเคရရပေါ့ဆိုပြီးဆင်လည်းအဲ့ဆေးကိုတောက်ခဲ့ရကွာအဲ့တော့ဒီဆေးတောက်တာနဲ့စပြီးတော့ပြန်ပြောပြပေးမယ်ဆ
ဆိုတော့ဒီဆေးတောက်တဲ့အချိန်မှာဆရာဝန်ကပြောလဲဆိုလို့ရှိရင်ပထမအဆုံးခန္ဓာကိုယ်ပေါ့နော်ဒီဆေးကို introduce လုပ်တာဖြစ်တဲ့အကြောင်းမို့လို့တဲ့ဆိုသူကအဲ့လိုမျိုး3ရက်ခြားတစ်ခါတောက်တဲ့3ရက်ခြားတစ်ခါတောက်လို့တကက်ကုန်သွားပြီဆိုလို့ရှိရင်တဲ့2ရက်ခြားတစ်ခါတောက်တဲ့ပြီးသွားဆိုလို့ရှိရင်1ရက်ခြားတစ်ခါတောက်ဆိုပြီးအဲ့လိုမျိုးတပူးပေးလိုက်တာပေါ့နော်အဲ့တပူးကတော့3ကပ်ပါတာဆိုတော့အဲ့ okay ဆိုပြီးတော့ဆင်အမပထမ3ရက်ခြားတကက်ကောင်တောက်လိုက်တယ်ပြီးတဲ့ခါမှာဆင်2ရက်ခြားတကက်ကောင်တောက်နေတဲ့ချိန်ဆင်မျက်နှာဝက်ချံတော်လေးကိုတတနေပြီလုံးဝအသက်မပေါက်တော့တဲ့အချိန်ကြီးဖြစ်နေပြီကွာအဲ့ဒီမှာဆင်အဲ့2ရက်ခြားတောက်နေချိန်ဆင်1ရက်ခြားတောက်ခိုင်းမှာဆင်1ရက်ခြားပြန်မတောက်တော့ဘဲနဲ့3ရက်ခြားပြန်တောက်လိုက်တာအဲ့3ရက်ခြားပြန်တောက်လိုက်တော့ဆေးရလို့ပြောမယ်ဖြတ်လိုက်လို့ဖြစ်သွားတာကွာဒီလားအဲ့တော့3ရက်ခြားပြန်တောက်ပြီးတော့ခါမှာဆင်အဲ့တပူးကောင်သွားတဲ့ချိန်မှာဆင်လုံးဝဆေးကိုရှာလိုက်တာပေါ့နော်ဆိုတော့ဆရာဝန်လို့ပြီးတော့ဆေးရလိုက်တာကွာဒီလားဆရာဝန်လည်းအတိမပေးဘဲဆင်ဆေးကိုလို့ရက်လိုက်တာပေါ့နော်အဲ့နဲ့လုံးဝချက်အစ်မပေါက်တော့ဆိုတော့ကွာကိုကဒီဆေးကိုထပ်တောင်းနေစရာအကြောင်းလည်းမရှိတော့ဘူးဆိုပြီးတော့ရက်လိုက်တာ live မလုပ်ကြနဲ့တော့အဲ့ဒါနည်းနည်းသိရမလား risk ယူတာဖြစ်တဲ့အကြောင်းလို့ live မလုပ်ကြပါနဲ့ဆိုတော့ okay back to the treatment ဆေး acne treatment လုပ်တဲ့အခါမှာသူတို့ဒီ therapist ကလုပ်ပေးတာပေါ့နော် therapist ကဆေးရဲ့မျက်နှာကိုသူတို့အဲ့လိုမျိုးတိတိကျကျတန်ရှင်းလုပ်ပေးတယ်ပြီးသွားတဲ့အခါမှာတစ်ခါသုံးပစ္စည်းတွေပဲသုံးတယ်ပေါ့နော်ဝက်ချက်ညှစ်ပြီးသွားရင်သူတို့အဲ့ soothing mask ကပေးတယ်အဲ့ဒီ mask ကတော်တော်ကောင်းတယ်အဲ့ဒီ mask ကသူကလေဝက်ချက်တွေကိုပိုးတက်ပေးရလို့ပြောတာကွာဒီအဲ့ဒီဟိုကဗာလေအဲ့ဒီ acne treatment ကိုဆင်အားယူတဲ့အချိန်မှာဝယ်တော့3ချိန်ဝယ်ရကွာ trial တစ်ချိန်ဆိုတော့အောင်းပေါင်း4ချိန်အဲ့ဒီ4ချိန်မှာဆင်တကယ်3ချိန်ပဲလုပ်ပါသေးတယ်ဒီနောက်ဆုံးတစ်ချိန် package ကဟာအခုထိကျန်နေတယ်တစ်နှစ်ရှိပြီဆိုလုံးဝမသွားရသေးဘူးထပ်ပြီးတော့တစ်ချိန်ကအခုထိကျန်နေသေးတာလုံးဝကိုသွားစရာမလိုဘူးကွာအဲ့လောက်ထိဝက်ချံပြန်ပြီးတော့မပေါက်တော့ clock pores တွေလည်းမဖြစ်တော့ဘူးကွာဒီလား mashallah အဲ့တော့အဲ့လိုမျိုးနဲ့ acne treatment ကိုဆင်ယူခဲ့တာပြီးသွားတဲ့ခါမှာဒီ Hollywood laser treatment ပေါ့နော် Hollywood laser treatment ကတော့ဆင်လဲစုစုပေါင်း4ချိန်ယူခဲ့တယ် trial တစ်ချိန်နောက်ပြီးတော့ package ဝယ်တာ3ချိန်ပေါ့နော်ဆိုတော့ဒီ Hollywood laser treatment ကြောင့်ဆင်ရဲ့မျက်နှာကအမှားရွေးတွေကလည်းတော်တော်လေးကိုမှပါသွားတာပေါ့နော်အဲ့ဒီအချိန်မှာဆင်ကဘာလုပ်လဲဆိုလို့ရှိရင်ဆရာဝန်နဲ့တိုင်ပင်ပြီးတော့ဆင်သုံးနေတဲ့ skin care တွေကိုပြတယ်ပုံလေးနဲ့ပြပြီးသူ့ဘာလေးရထက်သုံးတင်လဲဘာလဲညာလဲနဲ့ပြောပြရတဲ့အချိန်မှာ तू ကပြတော့ဒီNambucin ကဒီ vitamin C ဟာကိုသုံးနေရတော့ကောင်းတယ်ပေါ့နော်အဲ့ဒါကိုဆွဲသုံးဆိုရင်ဆိုတော့ပြောရချင်တယ်အဲ့ဒါနှစ်ဘူးလောက်သုံးလိုက်တယ်ပေါ့နော်တဘူးကုန်သွားတဲ့ဆိုရင်ဆင်ဒီမျက်နှာလုံးဝအမဲဆက်မရှိတော့ဘူးအရန်ဟိုမှာအဲ့လိုမျိုးမျက်နှာလေးတင်းတင်းအီအီလေးကိုဖြစ်နေပြီကွာဒီကဆိုတော့အဲ့ဒီမှာဆင်တည်ရမလားဆင်အလုပ်ကိုနေရာပြောင်းပြီးလုံနေရတဲ့ခါကျတော့ဆင်နဲ့အဲ့လိုမျိုး5-6လောက်မတွေ့ပဲနဲ့အဲ့လိုရုတ်တရက်အဲ့လိုပြန်တွေ့ရလို့ဆိုလို့ရှင်ဘာလို့လိုက်တာလဲနစ် skin အရန်ကောင်းသွားတာပဲအဲ့လိုမျိုးပြောကြတဲ့အထီကိုကွာအသားအရည်ကတိတိတသာမှလုံးဝပြောင်းလဲသွားတာအဲ့တော့ဆင်ကအဲ့ဟာကိုလုံးဝရှို့ထားတာမဟုတ်ပါဘူးဆင်အရန်မှပြပြချင်တာပေါ့နော်ဆင်စေးကန်းကိုနောက်ဆုံးသွားခဲ့တာ9လပိုင်းတော့ပါပေါ့နော်ဒါပေမဲ့9လပိုင်းတော့ဆင်ယူခဲ့တဲ့ treatment ကကြတော့သူကcollagen injection လုပ်ခဲ့တာပေါ့နော်အဲ့ဟာကကြတော့ဒီမျက်နှာမှာဆင်ရဲ့ဒီခြေပေါက်လေးတွေကိုသူကညှိပေးတာပေါ့နော်တေးသွားအောင်လုပ်ပေးတာပေါ့အဲ့အတွက်ကိုinjection ယူခဲ့တာပြီးတော့ဒီ acne treatment นี่နော် Hollywood laser တွေအဲ့ဒါအကောင်လုံးဆင်လုံးဝမလုပ်တော့တာအခုဆိုလို့ရှိရင်4လရှိပြီပေါ့နော်4လအတွင်းမှာဆင်ဝက်ချန်တွေပါပြန်ပေါက်လာဆိုလို့ရှိရင်တော့ဝက်ချန်တော့ပြန်မပေါက်ဘူး clock pores ဆိုဖြစ်တယ် clock pores ဖြစ်တယ်ဆိုတာကကျတော့ဆင်နဲ့ဆိုင်နေပေါ့နော်ဆင် makeup နေရလိမ့်နေရတယ်လို့ဆိုတော့ double cleansing ကိုတစ်ခါတလေတခြားမလုပ်ပြီးရတယ်ဗျာကြောင့်ဒီလိုမျိုး clock pores ဖြစ်တာပေါ့နော်တခြားအဲ့လိုမျိုးဝက်ချန်အသေးပေါက်တာတွေအရန်ဆွဆွရွဖြစ်လာတာမျိုးတွေတော့မရှိခဲ့ဘူးဒါကြောင့်မလို့ဒီclinic ကိုလည်းဆင်မသွားပြဘူးပေါ့နော်ဒါနဲ့ဆင်ကအခုဒီလိုမျိုး clock pores လေးပြင်ဖြစ်လာတော့ extraction လုပ်မယ်ဆိုပြီးတော့စေးကောင် message ဝဲချိန်မှာဆရာမမ bye bye လုပ်နေပြီဆိုတာဆရာမမနဲ့ဆင်သွားပြီးနောက်ဆုံးတစ်ချိန်ထပ်ပြီးတော့တွေ့ခဲ့တယ်ဆရာမမလည်းဒီလောက်ပါပဲဆိုတော့ကျွန်တော် skin ကို use လိုက်တယ် caring the skin is the investment ပေါ့နော်ကျွန်တော်က skin care ဆိုတာကကျတော့ investment တစ်ခုပဲဒါကြောင့်မလို့ investment လုပ်ပြီးဆိုလို့ရှိရင်ကျွန်တော် result ချက်ချင်းသိရတာမျိုးမရှိဘူးကျွန်တော်အချိန်တစ်ခုပေးရတယ်ခါကြလို့ရှိရင်တဘူးကောင်အောင်စောင့်ရတယ်ခါကြလို့ရှိရင်2ပတ်လောက်စောင့်ရတယ်ခါကြလို့ရှိရင်1လလောက်စောင့်ရတယ်ဒီလိုမျိုးတွေပေါ့နော်ကျွန်တော် result တစ်ခုသိရဖို့အတွက်ကိုစောင့်ရတယ်ပေါ့နော်ဒါကြောင့်မလို့ဆင်ကအဲ့လိုမျိုးစိတ်ရှိရှိလေးနဲ့ဒီ skin care ဆိုလို့ရှိရင်နှစ်နဲ့ချီအောင်ဆွဲသုံးပြီးတော့မှဆင်ဒီ result လေးကိုရလာတာပေါ့နော်ဆင်သုံးတဲ့ skin care တွေကိုလည်းဆင်ပြပြီးမယ်ဆိုတော့ဒီ skin care တွေလိုက်သုံးလို့ချက်ချင်းဆင်လိုမျိုး skin ကကောင်းသွားမှာလားဆိုရင်တော့မဟုတ်ပါဘူးချိန်တိုင်းတာတစ်ခုပေးရပါတော့ဆင်ဆိုလို့ရှိရင်တကယ်ကိုမတစ်နှစ်ကျော်တော့ဆွဲသုံးပြီးတော့မှရတဲ့ result တွေဖြစ်ပါတယ်ဆိုတော့ if you have the skin why I am speaking in English
အကယ်လို့ကို့မှာအဲ့လိုမျိုးပေါ့နော်ဝက်ချန်အရန်ပေါက်နေတဲ့ hormone changes တွေဖြစ်လို့ဝက်ချန်တွေကအရန်ဆူဆူရွာပေါက်နေတဲ့ skin care တွေနဲ့မရတော့ဘူးလို့ခံစားရတယ်ဆိုလို့ရှိရင် aesthetic clinic မှာဆရာဝန်တွေနဲ့တွားတိုင်မြင်မှာသူတို့စီမှာ invest လုပ်ပါပြီးရတဲ့အခါကျလို့ရှိရင်ရလာတဲ့ result တွေကို skin care တွေနဲ့ maintain လုပ်ပါလို့ပြောကြနေနေတဲ့ဆင်ရဲ့ဒီ video လေးကိုအဆုံးသတ်လိုက်ပါတယ်အဆုံးထိကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်ရှင်အားလုံးပဲ bye bye